ခဲ့ရဘူးအဲ့ဒီအိမ်ဟာစိတ်တက်ကြနေတဲ့သူတွေစုနေပြီးအခွင့်အရေးရတိုင်းရန်ဖြစ်နေကြတဲ့နေရာတစ်ခုတက်ပါပဲအဖေကမတ်တက်မရက်နိုင်တဲ့အထိအရက်တောက်တယ်လို့အမေကလည်းဘာခံစားချက်မှမရှိတော့တဲ့အထိဆေးတွေတောက်တတ်ပါတယ်ကျွန်တော်အသက်က16နှစ်ဆိုတော့အရာရာပြန်ကောင်းလာလိမ့်မယ်လို့ယုံကြည်ဖို့အတွက်အသက်ကြီးလွန်းနေပြီဖြစ်တယ်လို့အိမ်ကနေထွက်သွားဖို့အတွက်လည်းအသက်ငယ်လွန်းနေသေးတဲ့အရွယ်ပေါ့ညဘက်အတော်များများမှာကျွန်တော်ဟာကိုယ်ခန်းထဲကိုတော့ခတ်ပြီးဘယ်သူမှကိုအနာတရမပေးနိုင်တဲ့အင်တာနက်ကဘာထဲမှာပဲနစ်မြုပ်နေတတ်ပါတယ်အဲ့ဒီလိုနဲ့ပဲဒါကိုက chat room တစ်ခုကိုကျွန်တော်ရှာတွေ့ခဲ့တာပါအဲ့ဒီမှာလူတွေကသူတို့ရဲ့စုပ်ပြတ်တက်နေတဲ့ဘဝအကြောင်းတွေကိုနာမည်မဖော်ပဲပြောနေကြတာအဲ့ဒီအချိန်မှာ Suzy 20နှစ်ဆိုတဲ့နာမည်နဲ့တယောက်ကကျွန်တော်စီရင်ပို့လာပါတယ်သူကအသက်20နှစ်ရှိပြီဖြစ်ပြီးအစင်မပြေတဲ့ပတ်သက်မှုတစ်ခုမှာပိတ်မိနေတဲ့သူ့ရဲ့ရည်စားကသူ့ကိုဘာမှတန်ဖိုးမရှိတဲ့သူလို့ခံစားရအောင်လုပ်တယ်လို့ပြောပြပါတယ်ကျွန်တော်လည်းလိန်ပြောလိုက်တယ်ကျွန်တော်နာမည်ကအော်လာခအသက်23နှစ်ပါလို့ပေါ့ကျွန်တော်တို့ရဲ့စကားဝိုင်းတွေကကျွန်တော်အတွက်အရာအလုံးဖြစ်လာခဲ့ပါတယ်သူဟာကျွန်တော်ကိုနားလည်ပေးပြီးအလိုရှိတယ်လို့ခံစားရအောင်လုပ်ပေးနိုင်တဲ့တူရဲတော်သူပါရက်တပတ်အနည်းငယ်အကြာမှာတော့သူကကျွန်တော်လိုဂရုစိုက်တတ်တဲ့သူမျိုးနဲ့ဆုံကျင်တယ်လို့ပြောပြီးအပြင်မှာတွေ့ဖို့အကြံပေးလာပါတယ်ကျွန်တော်သဘောတူခဲ့ပြီးနောက်နေ့ည8 နာရီမှာဂီတာလန်ဂဲဒရဘနူကကားမှတ်တိုင်မှာတွေ့ဖို့ချိန်လိုက်ကြပါတယ်နောက်နေ့ညမှာလည်းထုံးစံအတိုင်းအဖေနဲ့အမေကအော်ဟစ်ရန်ဖြစ်နေကြပါတယ်အမေကငိုနေပြီးအဖေကအော်နေတာပေါ့ကျွန်တော်ကတော့အဲ့ဒါကိုဂယုမစိုက်တော့ပဲသူတို့တွေငြိမ်သွားတဲ့အချိန်မှာအနောက်တကားကနေခိုးထွက်ပြီးချိန်ထားတဲ့နေရာကိုလက်လျှောက်လာခဲ့ပါတယ်မိုးကလည်းရွာတော့မဲ့ပုံမှာပဲကားမှတ်တိုင်မှာမီးတိုင်လေးကတစ်ဖြက်ဖြက်ဖြစ်နေပြီးဘယ်သူမှမရှိပါဘူးကျွန်တော်မိုးမိနေတဲ့ကြားကပဲ30စက္ကန့်ကြားတစ်ခါဖုန်းကိုထိုင်ကြည့်နေမိပါတယ်10မိနစ်လောက်ကြာတော့တောက်ဖက်နှက်တန်တဲ့အတူအမျိုးသမီးတစ်ယောက်လမ်းလျှောက်လာတာကိုမြင်လိုက်ရတဲ့အဝေးကကြည့်ရင်တော့သူက20နှစ်ထက်အသက်ကြီးမှန်းသိတာပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းလိန်ထားတာဆိုတော့ဘာမှမပြောနိုင်ခဲ့ပါဘူးသူအနားရောက်လာတော့ကျွန်တော်ကဟူဒီခေါင်းစုပ်ကိုမျက်နှာနာအထိဆွဲချထားလိုက်ပါတယ်အမှန်တရားကိုဖွင့်ပြောပြီးမှပဲသူ့ကိုမျက်နှာချင်းဆိုင်မယ်လို့တွေးထားတာပါသူကဘာမှမပြောပဲအနားမှာရက်လိုက်ပြီးတောက်လာခလာလို့တူတူလေးမေးပါတယ်ကျွန်တော်ရင်တွေတဒိန်ဒိန်ခုန်နေခဲ့တယ်စူစီလာလို့ကျွန်တော်ပြန်မေးတော့သူကခေါင်းညှိပြပြီးလမ်းလျှောက်ရအောင်လို့ပြောပါတယ်ကျွန်တော်တို့ဘေးချင်းရှင်ပြီးလမ်းလျှောက်နေခဲ့ကြပေမဲ့ပျော်ရွှင်တဲ့ခံစားချက်မျိုးမဟုတ်ပဲတမျိုးကြီးထူးဆန်းနေတယ်လို့ခံစားရပါတယ်။ online မှာတော့သူကစကားတွေအများကြီးပြောပြီးနှွေးထွေးပေမဲ့အပြင်မှာတော့သူကခက်တန်းတန်းဖြစ်နေတယ်လို့ပဲမင်းစကားလည်းမပြောဘူးနော်လို့သူကပြောလာတယ်သူ့အတန်ကတမျိုးပဲမင်းတန်ကငါထင်ထားတာနဲ့မတူဘူးလို့သူကထပ်ပြောပါတယ်ကျွန်တော်လည်းတက်ပြင်းချပြီးကျွန်တော်မင်းကိုပြောပြစရာတစ်ခုရှိတယ်ကျွန်တော်အသက်က23မဟုတ်ဘူး16နှစ်ပါကျွန်တော်နာမည်ရင်က Vincent ပါလို့ပြောလိုက်ပါတယ်သူချက်ချင်းရက်သွားပါတယ် Vincent ဟုတ်လားလို့သူကတုံတုံရင်ရင်နဲ့မေးတယ်ဟုတ်တယ် Vincent Carmichael Vincent Carmichael ပါလို့ကျွန်တော်ပြောရင်းဟိုဒီကိုဖယ်ပြီးသူ့ကိုကြည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာသူကမျက်နှာဖြူဆုပ်သွားပြီးပါဆက်ကြီးအဟောင်းသားနဲ့ကျွန်တော်ကိုကြည့်နေတယ်အမေသူ့အော်ဟစ်ပြီးပါဆက်ကိုလက်နဲ့အုပ်ကနောက်ကိုဆုပ်သွားပါတယ်မဟုတ်ဘူးဒါမဖြစ်နိုင်ဘူးသူကခေါင်းတွေကိုရမ်းနေခဲ့တယ်မင်းကစောစီလားကျွန်တော်အတန်ကတုံရင်နေခဲ့တယ်ကျွန်တော်တို့နှစ်ယောက်စလုံးမိုးထဲမှာတယောက်ကိုတယောက်စိုက်ကြည့်ရင်ကြောက်ရွံ့လို့ဖြစ်နေခဲ့ကြတယ်ညတိုင်းကျွန်တော်တို့ပြောခဲ့တဲ့စကားတွေရင်ဖွင့်ခဲ့တာတွေအားလုံးကထွက်ပေါက်ရှာနေကြတဲ့မိခင်နဲ့တာဖြစ်နေခဲ့တာပါကျွန်တော်သွားတော့မယ်မင်းကိုအခုချိန်မှာမကြည့်နိုင်တော့ဘူးလို့အမေကပြောပြီးချက်ချင်းလှည့်ထွက်သွားပါတယ်ကျွန်တော်လှမ်းခေါ်ပြီးမဲ့သူကတော့မိုးထဲမှာပဲပျောက်ကွယ်သွားပါတော့တယ်ကျွန်တော်အိမ်ပြန်ရောက်တဲ့အချိန်မှာအိမ်ကမှောင်မဲနေပြီးအဖေကကိုတောင်ထဲမှာမူးပြီးအိပ်ပျော်နေပါတယ်အမေအခန်းတကားကပွင့်နေပေမဲ့အမေကတော့ရှိမနေပါဘူးအဲ့ဒီနောက်ပိုင်းအမေဘယ်တော့မှပြန်မလာတော့ပါဘူးရဲတွေရှာဖွေခဲ့ကြပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူးနှစ်ပတ်ကြာမှအဖေကလည်းကားတိုက်ပြီးဆုံးသွားပါတယ်အခုကျွန်တော်အသက်18နှစ်ရှိပြီးတခြားမြို့မှာအတော်နဲ့အတူနေပါတယ်အမေကိုရဲတွေမတွေ့တော့ပေမဲ့ကျွန်တော်ကတော့အမှန်တရားကိုသိပါတယ်သူဘာကြောင့်ထွက်သွားရတယ်လဲဆိုတာကျွန်တော်သိပါတယ်သူကသူ့ရဲ့သားဖြစ်သူကိုမျက်နှာချင်းမဆိုင်ရတော့လို့ပါကျွန်တော်တို့နှစ်ယောက်စလုံးကစိတ်သက်တွေကျဆင်းနေပြီးတစုံတစ်ယောက်နဲ့ချိတ်ဆက်ဖို့ကြိုးစားရင်းအဆိုးရွားဆုံးနီးလန်းနဲ့ဆုံတွေ့ခဲ့ကြတာပါတခါတလေမှအမေနေကောင်းရဲ့လားတနေရာရာမှာဘဝတစ်ပြန်စနေပြီလားဆိုတာကိုကျွန်တော်တွေးမိပါတယ်ကျွန်တော်သူ့ကိုနားလည်ပေးထားပြီးအပြစ်မတင်ဘူးဆိုတာကိုသူသိပါစေလို့ပဲဆူတောင်းနေမိပါတယ်ဒါပေမဲ့သူကတော့ဘယ်တော့မှပြန်လာမှာမဟုတ်ပါဘူးပါ